အခြေခံမပိုင်နိုင်တဲ့ကလေးတွေကိုအချိန်တိုတွဲမှာဘယ်လိုသင်ကြားရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်မကနီလန်းလေးတွေကိုပြောသွားမှာဖြစ်ပါတယ်အခြေခံမပါခဲ့တဲ့ကလေးတွေကိုကျွန်တော်တို့ကဘယ်ကနေစတင်ပေးရမလဲဆိုရင်မြန်မာစာမှာဆိုရင်စလုံးပေါင်းတပ်ပုံတွေလေ့ကျင့်မယ်အတန်ထွက်တွေကိုလေ့ကျင့်မယ်ဒီဟာတွေလေ့ကျင့်ဖို့အတွက်ဆိုရင်ဘယ်အတန်းကိုပဲရောက်နေဒုတိယတန်းဖတ်စာအုပ်ကိုသွားပြီးတော့ကျွန်တော်တို့ဒုတိယတန်းဖတ်စာမှာပါတဲ့အကြောင်းအရာတွေကိုအတန်ထွက်တွေစလုံးပေါင်းတွေလေ့ကျင့်ပေးလိုက်မယ်ဆိုရင်သူတို့ကတိတိကျကျရလာမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဝကြဖွဲ့တွေပေါ့နော်ဝကြဖွဲ့တွေကိုအထားသူတွေနေရာတွေပြီးတော့ဒီဝကြဖွဲ့အဓိပ္ပာယ်ရှိမရှိဒါတွေကိုတိတိကျကျလောက်တအောင်ကျွန်တော်တို့ကသင်ပေးရမယ်နောက်တစ်ခုကကျတော့အပြောစွမ်းရည်ကကျတော့ဆီယာမကိုပြောပြရမှာဖြစ်ဖြစ်တငယ်ချင်းတွေကိုပြောပြတာပဲဖြစ်ဖြစ်ပေါ့နော်သူတို့စိတ်ကြိုက်တဲ့အကြောင်းအရာလေးတွေသူတို့ဝါသနာပါတဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးတော့သူတို့ပြောခိုင်းမယ်အဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့သူတို့အိမ်မှာအိမ်စာဖြစ်တဲ့9ကြောင်း9ကြောင်းဒါမျိုးလေးတွေကိုခေါင်းစစ်တက်ပြီးတော့တိကျကျရေးခိုင်းမယ်ဆိုရင်အပြောစွမ်းရည်အရေးစွမ်းရည်လည်းသူတို့တိုးတက်လာမှာဖြစ်ပါတယ်ကျွန်မပြောခဲ့တဲ့ခုနကအချက်၄ချက်လုံးကိုတိတိကျကျသင်ပေးလိုက်မယ်ဆိုရင်တော့အချိန်တိုအတွင်းနဲ့မြန်ဆန်တက်မြောက်လာမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မအနေနဲ့ပြောကြားလိုပါတယ်နောက်တစ်ခုကကျတော့အင်္ဂလိပ်စာပေါ့နော်အင်္ဂလိပ်စာမှာအခြေခံမပိုင်နိုင်တဲ့ကလေးတွေကိုဘယ်လိုမျိုးသင်ကြားပေးရမလဲဆိုတဲ့ခါကျရင်ကျွန်တော်တို့ line ပေါ်ကနေမှာ audio file တွေရိုက်ရှာမယ်ရိုက်ရှာပြီးတဲ့ခါကျရင် listening line ကိုအရင်သွားမယ်ပေါ့နော် listening ကိုထပ်ခါ listening လုပ်မယ်ပြီးရင်ဆရာနဲ့ပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်အပြန်အလှန် practice လုပ်ကြမယ် speaking practice တွေလုပ်မယ်ဆိုရင်ဒီကလေးကအချိန်တိုတွင်းနဲ့အင်္ဂလိပ်စာကိုအခြေခံပါလာမယ်ကျွမ်းကျင်လာမယ်ဆိုတာကိုပြောကြားလိုပါတယ်နောက်တစ်ခုကကျတော့သင်္ချာပေါ့နော်သင်္ချာမှာဆိုကျွန်တော်တို့အခြေခံအနေနဲ့16လီကြီးကိုအရင်ဆုံးကျက်ထားမယ်ပြီးရင်တသမဂိမ်းတွေအကြောင်းကိုသူတို့တတိချာချာသင်ပေးမယ်တသမဂိမ်းအမြောက်အစားတွေကိုတတိချာချာလုပ်မယ်ပြီးရင်အပိုင်းဂိမ်းတွေပြီးရင်စထိုးဂိမ်းတွေပေါ့နော်စထိုးဂိမ်းတွေကိုသူတို့တတိချာသိမယ်ပြီးရင်စခွဲဂိမ်းပေါ့နော်ဒါတွေကိုကျွန်တော်တို့တတိချာချာသင်ပေးမယ်ဒါတွေဆိုရင်တော့အတွဲတက်မှာတစ်ခုပြီးသွားပြီပေါ့နော်အတွဲနှစ်မှာဆိုရင်တော့ကျွန်တော်တို့ဗဟုကံတွေနဲ့ပတ်သက်ပြီးတော့တတိချာချာသင်ပေးမယ်ဂရိကံက180ဒီဂရီရှိတယ်ဆိုရင်စတုကံမှာ360ဒီဂရီရှိတယ်ဒါဘာလို့360ဒီဂရီရလာလဲဆိုရင်စတုကံကိုအပိုင်းနှစ်ပိုင်းခွဲလိုက်မယ်ဆိုတတိကံနှစ်ခုထွက်လာမှာပေါ့နော်ဆိုတော့ तू ကအဲ့တဲ့ဒီဂရီတွေရှာတဲ့ပုံစံကတတိကံကနေမှအကုန်လုံးဆင်းသက်လာတယ်ဆိုတဲ့အကြောင်းကိုတတိကံကိုချိတ်ဆက်ပြီးတော့တတိကံကနေမှပဲအရင်မြက်ကနေလာတယ်ဆိုတဲ့အကြောင်းတို့တို့ဒီချာချာပြောပြမယ်စတုကံမှာဆိုရင်တတိကံနှစ်ခုရှိလို့360ဒီဂရီရှိတယ်ပြီးရင်ပြင်စကံမှာဆိုရင်တတိကံ3ခုခွဲလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့940ဒီဂရီရှိတယ်ဒါမျိုးတွေကိုစက်တကံတွေတတကံတွေဒါတွေလည်းတိတိကျကျပြောပြသွားမယ်ဆိုရင်ကလေးတွေကတတိကံမှာဒီဂရီဘယ်လောက်ရှိလဲဆိုတာကိုတို့တိတိကျကျသိသွားမယ်စတုကံမှာဒီဂရီဘယ်လောက်ရှိလဲဆိုတာကိုတို့တိကျသိသွားမယ်ပေါ့နော်နောက်တစ်ခုကကျတော့ area တွေရှာမယ်ပေါ့ကျွန်တော်က area တွေရှာတယ်ဆိုတဲ့ခါကျရင်ဘယ် area ရှာတဲ့ပုံပေနည်းကဘယ်ကနေမှအခြေခံပြီးထွက်လာလဲဆိုရင်တောင်းမှန်စတုကံရဲ့ area ကနေမှအကုန်လုံးကိုအခြေခံပြီးထွက်လာတဲ့ဆိုတဲ့အကြောင်းဝတ်သေးချာချာချစ်ချစ်လေးလေးပြောလိုက်မယ်ဆိုရင်သင်္ချာအခြေခံမရတဲ့ကလေးတွေပေါ့နော်သင်္ချာမှာအစစ်မပြေဖြစ်နေတဲ့ကလေးတွေကိုကျွန်တော်တို့ကတိတိကျကျလေးကူညီပေးနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့သိပ္ပံပေါ့နော်သိပ္ပံမှာဆိုရင်ကျွန်တော်တို့ကအပင်နဲ့တရဝါဆိုပြီးအပိုင်းနှစ်ပိုင်းရှိတယ်ပေါ့နော်အပင်ရဲ့စိတ်ပိုင်းတွေကိုကျွန်တော်တို့တိကျပြောပြမယ်ဆိုရင်အပင်မှာအစစ်ပနစစ်ရှိတယ်အပင်တစ်ပင်ဖြစ်မြောက်လာဖို့အတွက်အပီးပြီးလာမယ်အပွန့်လာမယ်ဒီလိုမျိုးအစစ်ထိရောက်ဖို့အတွက်အစစ်ပနစစ်ရှိတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တိကျကျရှင်းပြမယ်နောက်တစ်ခုကတရဝါတွေမှာဆိုကြောရိုးရှိတဲ့တရဝါတွေကြောရိုးမဲတဲ့တရဝါတွေဒါတွေရှိတယ်ဆိုတဲ့အကြောင်းဥကနေပေါက်တဲ့အကောင်တွေဒီသွားတရဝါတွေဒါတွေမျိုးမျိုးရှိတဲ့အကြောင်းအသီးရွက်စားတဲ့တရဝါတွေအသားစားတဲ့တရဝါတွေမျိုးမျိုးရှိတဲ့အကြောင်းတွေကျွန်တော်တို့တိကျကျပြောလိုက်မယ်အပြီးနို့တိုက်တရဝါတွေနောက်တစ်ခုကကျတော့ဥတဲ့တတဝါတွေပေါ့နော်များသွားတဲ့ဥတဲ့တတဝါတွေကသွားတတဝါတွေဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဆိုဥတဲ့တတဝါတွေထဲမှာတောင်ပံပါတဲ့မျိုးစားတွေကတော့သူတို့ကသွားတတဝါမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကျွန်တော်တို့တိတိကျကျပြောပြလိုက်မယ်ဆိုရင်သိပ္ပံကိုချစ်ချစ်လေးလေးနဲ့သူတို့နားလဲလာမှာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျလူရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေအပြင်သဘာဝရဲ့အတန်တွေပေါ့နော်အလင်းတွေပြီးရင်အတန်တွေဒါတွေတူတူတိကျကျသိသွားမယ်ဆိုတဲ့ခါကျရင်ကျွန်တော်သင်ချာသိပ္ပံမှာဆိုရင်သိပ္ပံရဲ့အနှစ်အပိုင်းကိုတိတိကျကျသူတို့သိသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့သိပ္ပံနဲ့ပတ်သက်ပြီးတော့အခြေခံလေးသူတို့ရသွားမှာဖြစ်ပါတယ်နောက်တစ်ခါကျလူမှုရေးပေါ့နော်လူမှုရေးမှာဆိုကျွန်တော်တို့အပိုင်းနှစ်ပိုင်းရှိတယ်ပထဝီနဲ့သမိုင်းဆိုပြီးတော့
ပထဝီမှာဆိုရင်ကျွန်တော်တို့အဓိကကတော့မြေပုံကိုကြည့်တတ်ရမယ်မြေပုံကိုကြည့်ပြီးရင်မြေပုံကနေမှကျွန်တော်တို့မြေမျက်နှာပြင်ပြနေထားတယ်ပြီးရင်ယာတိဥတုတွေဒါတွေကျွန်တော်တို့စစ်စစ်ပါတယ်မြေပုံကိုထောက်ပြီးရင်မြေပုံတွေကိုဆွဲတာပဲဖြစ်ဖြစ်ရုပ်ပုံကချက်တွေလောက်တာပဲဖြစ်ဖြစ်တင်ထောက်ကူတွေလောက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကကလေးတွေကိုသူတို့ကိုယ်တိုင်မြေပုံကိုကြည့်ပြီးတော့အဲ့မှာရှိတဲ့ယာတိဥတုတွေအပူချိန်တွေမြေမျက်နှာနဲ့တွင်ပြနေဒါတွေတူချာချာပြောတတ်ဆိုတတ်လာအောင်ကျွန်တော်တို့လေ့ကျင့်ပေးရမယ်ပြီးရင်ပထဝီမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်သဘာဝအပိုင်းကြီး၄ပိုင်းရှိတယ်ဆိုတဲ့အကြောင်းကိုသူတို့တည်ချာချာချစ်ချစ်မြင့်မြင့်နားလဲအောင်သူတို့သိပေးရမယ်ဒါပြီးပထဝီနဲ့ပတ်သက်ပြီးရင်ဟိုမှာတိနှံမျိုးစားတွေဒါမျိုးတွေခွဲတယ်ပေါ့နော်အပူချိန်တွေခွဲတယ်မိုးရေချိန်တွေခွဲတယ်ဆိုတဲ့အခါကျရင် correct တွေနဲ့သုံးပြီးတော့သုံးလိုက်တာဟာဆိုရင်ပို့ပြီးတော့နားလဲလွယ်တယ်ပို့ပြီးတော့အစစ်ပြေတယ်ဆိုတဲ့အကြောင်းကိုသူတို့တည်ချာချာသင်ပေးရမယ်ပေါ့နော်နောက်တစ်ခုကကျသမိုင်းပေါ့နော်သမိုင်းကိုကျွန်တော်တို့ကဘာကြောင့်မို့တည်ချာချာအခြေခံပါအောင်သင်ကြားသင့်လဲဆိုရင်သမိုင်းမှာဆိုရင်ကျွန်တော်တို့တီထွင်သူတွေအကြောင်းကိုသိမယ်နောက်တစ်ခုကကျတော့အဓိကကတော့တီထွင်သူတွေချက်ပေါ့နော်ခက်စက်တဲ့အကြောင်းကိုကျွန်တော်တို့တည်ချာချာသိအောင်သင်ပေးမယ်ကုန်းမောင်ခက်ဆိုရင်ဘယ်လိုခြေနေအင်းဝါခက်ဆိုဘယ်လိုခြေနေနောက်တစ်ခုကကျတော့နောက်တစ်ခုကပရိသေရေးစနစ်မှာဆိုရင်ဘယ်လိုမျိုးကျင့်သုံးလဲပြီးရင်အရင်းရှင်စနစ်မှာဆိုရင်ဘယ်လိုကျင့်သုံးလဲနောက်တစ်ခုက socialist စနစ်ပေါ့နော်ပြီးရင်democracy စနစ်ပေါ့ဒါမျိုးစနစ်တွေကြောင့်သူတို့တည်ချာချာရှင်းပေးမယ်ပြီးရင်စနစ်တွေလိုက်အုပ်ချုပ်ပုံအမျိုးအစားတွေကိုကျွန်မတည်ချာချာသူတို့သင်ပေးမယ်ဆိုရင်သမိုင်းရဲ့အခြေခံကိုသူတို့ကချစ်ချစ်မြင့်မြင့်နားလည်လာမှာဖြစ်ပါတယ်ပေါ့နော်အခုဗီဒီယိုမှာဆိုရင်ကျွန်မကဘာသာရေး၅ခုနဲ့တည်ချာချာလေးရှင်းပြသွားတာကိုဆရာမတို့တွေ့ရဖြစ်ပဲပေါ့နော်အကြောင်းရင်းမျိုးကြောင့်စာကိုတည်ချာချာမတက်ခဲ့တဲ့ကလေးတွေပေါ့နော်အကြောင်းနောက်ကျတဲ့ကလေးတွေပြီးရင်အခြေခံကိုနားမလည်တဲ့ကလေးတွေကိုဒီရဲ့ကျွန်မပြောသွားတဲ့စနစ်တွေကိုပုံပြီးတော့ကိုယ့်ရဲ့ကြောင်းသားတွေအစစ်ပြေအောင်ပုံပြပေးနိုင်တယ်လို့ကျွန်မညွှန်လဲပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်